ယားခင်ရှိလူရှိလက်မထပ်ပဲနဲ့မပေါင်းတင်းကြပါနဲ့ပေါင်းတင်းခြင်းမှုကဘုရားရှိမှတိတ်အမင်္ဂလာဖြစ်တော့ကောင်းကြီးမခံစားရဘူးဘုရားခင်ကလူကိုလေလက်ထပ်ခြင်းမင်္ဂလာဆိုတာကျမ်းစာထဲမှာထည့်ထားပေးတယ်အခြားမဟုတ်ဘူးမင်္ဂလာတွေနဲ့တစ်သက်လုံးသွားဖို့ဆိုတော့လက်ထပ်ခြင်းမင်္ဂလာမပြုဘယ်နဲ့အတူပေါင်းပေါ်ခြင်းကတော့တိရစ္ဆာန်မှာပဲရှိတယ်ခွေးလေးခွေးမနဲ့ခွေးကြီးလမ်းမှာဆင်းပြေလို့နွားကလေးလမ်းမှာဆင်းပြေလို့နွားကြီးနဲ့နွားမဒန်မလာပါဘူးနွားဖုံးကြီးလေးဒန်ဆိုမလုပ်ပါဘူးသူတို့ဆင်းပြေနေကြတာပဲဖယားသားသမီးတွေဆိုတာကငါကဖယားသားငါကဖယားသမီးလို့သိတော့သူကလက်ထပ်တဲ့နေ့ဒီတစ္ဆာရှိသွားနေတယ်ငါ့တော့လာမထီးနဲ့တော့နေအတန်ရှင်းဆုံးနေမယ်ငါ့ကိုတကယ်ချစ်တယ်လို့နေတတ်တယ်ပြခြင်းလက်ထပ်တဲ့နေ့ဒီဆောက်အဲ့ဒါတန်ဖိုးကြီးလိုက်တာချစ်လိုက်တာလည်းတုံးမဟုတ်ရင်တော့လက်မထပ်ခင်အတူတူကနေထားတာကြာပြီဆိုတော့လက်ထပ်ပြီးတော့ရိုးသွားပြီနောက်တစ်နှစ်လောက်ပေါင်းပြီးရင်နောက်အလားပါလေမျက်စာပြစ်တယ်မိမဘေးကမရှိနဲ့မျက်စာပြစ်တယ်ဟယ်လိုကိုပါကြည့်တာလေ你还来瞎写了，你还来说哪里屁股？လောကမှာဒါတွေအများကြီးပဲဒါအဲ့လိုတတ်တာတွေပါဖြစ်နေအိမ်တော်ကြတဲ့ခါမှာလေဖျားမပါတဲ့အိမ်တော်အဲ့လိုပောက်ခဲ့ရတော့ယူတဲ့အိမ်တော်များလက်ထပ်ပြီးမနေ့တွင်မှာလေသူကတယ်လီဗီရှင်းညနာလည်းကြည့်လို့ရတယ်ရုပ်လည်းကြည့်လို့ရတယ်အသံလည်းကြားလို့ရတယ်နှစ်နှစ်လောက်ကျော်လဲကျော်သူ့ရဲ့အချစ်ကရေဒီယိုဖြစ်သွားတယ်ရုပ်မကြည့်ချင်တော့အသံတော့ကြိုးစားနားထောင်လို့ရတယ်ရေဒီယိုရှင်းရတယ်၄နှစ်လောက်ကျော်လဲကျော်တော့သူ့ရဲ့ချစ်ကဘောလုံးဖြစ်သွားတယ်ကမဲ့ကန်ချင်တော့တယ်ဘုရားမပိုင်အဲ့တိုင်းပဲဒီကောင်မောင်မတို့ဒါကြောင့်ဒီနေ့ကျွန်တော်ဘာပြောချင်လဲရှင်တော်ရဲ့တက်တာဟိုအောက်ဆုံးမှနေခဲ့တဲ့သူဖြစ်တော်ကြတယ်ဘုရားကိုတကယ်ရလေရကျွန်တော်ကိုကျွန်တော်တန်ဖိုးထားတယ်ကျွန်တော်ကိုကျွန်တော်တန်ဖိုးရှိတော့ကျွန်တော်နေတယ်ငါကတန်ဖိုးရှိတယ်လို့သိတော့တန်ဖိုးကိုထိတ်သိမ်းမှတန်ဖိုးကတက်လာတာဖြစ်တယ်ကိုတန်ဖိုးထားစမ်းပါအဲ့ဒီတန်ဖိုးထားတဲ့ပုံမှာဘုရားကချီးမြှောက်ပြီးတော့ကောင်းချီးပေးမှဖြစ်တယ်အသက်တော်တက်တာနဲ့ဆက်ကကြရအောင်ဒီနေ့ဘာပြောလဲဘုရားနဲ့သင်တကယ်ရှိပြီဆိုရင်သင်တောင်းချင်သမျှတောင်းရကြလိမ့်မယ်ဘယ်လိုသင်ရှိမှာလဲသင်တို့ဒီငါ၌တည်ပါဟုတ်ပြီဘယ်လိုတည်ရမှာလဲကိုတော်ရဲ့ဘုရားတော်တစ်ပတ်တစ်ခါလာတာပဲလေအဲ့ဒါတည်တာလားမဟုတ်ဘူးပြောပြဘုရားခင်ကစပြည့်နွယ်ပြီးဖြစ်တယ်ဟလာငါဒီစပြည့်နွယ်ဖြစ်တယ်လို့ခရစ်တော်ကပြောတယ်တင်လို့ဒီဘာဖြစ်လဲအကိုင်းခံများဖြစ်ကြတယ်ကြည်ရမည်ကောင်းပါလားတပတ်တစ်ခါဘုရားကြောင့်တတ်စားတဲ့ခရစ်ယာန်များပြောပြမယ်တင်လို့ဒီဘာလဲအကိုင်းခံများဖြစ်ကြတယ်အကိုင်းလေးကိုယူလာတယ်တနင်္ဂနွေဘယ်နိုင်စားတယ်မှာတနိုင်ခွဲမှာလာပြီးတော့တစ်ပင်လေးနဲ့လာကတ်ထားတယ်ကြိုးလေးရှိတယ်သုံးနိုင်ခွဲမှာပြီးသွားပြီပြန်ယူသွားတယ်နောက်တနည်းတွေတစ်ပတ်ပြန်လာတယ်တနိုင်ခွဲလာတော့အကိုင်းလေးကိုလာဆက်တယ်သုံးနိုင်ခွဲမှာအကိုင်းလေးယူတော့ပြန်သွားတယ်တပတ်တစ်ခါလာဆိုင်တယ်အကိုင်းခံမမလားယေရှုဖိနာမမလားဆိုပြေပါမလားမဆိုပြေနိုင်ဘူးတနည်းလေးတစ်ပတ်တိုက်ရင်ကျင်납ပြီဆိုတဲ့ခရိယာနဲ့အကိုင်းကခြောက်နေတယ်ပင်စီနဲ့အဆက်အသွယ်မရှိတဲ့အတွက်ကြောင့်ခြောက်နေတယ်ရုပ်လည်းမလှဘူးတပတ်တစ်ခါတော်သေးတာကိုဆရာရဲ့တလတစ်ခါပွဲတော်လာစားရတလတစ်ခါအပင်လာဆက်မှာတော့ဘလို့လုံးလှပနေတော့အကိုင်းက6ဝေးထင်းလို့ကိုပဲရှိတော့ဟုတ်ပြီဒါဆိုအရှင်ရဲ့လှပပြီးတော့မှအတိနဲ့